အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စကားပြောလေးကိုသင်ပေးပါမယ်စကားပြောအားခုတလောမသင်ပေးဖြစ်တာလည်းကြာပြီပေါ့နော်အားကြောင့်ဒီနေ့စကားပြောလေး၅ကြောင်းကိုသင်ပေးပါမယ်တူလေးလိုက်ပြီးတော့ကြည်ရင်လည်းလေ့ကျင့်သွားကြမယ်နော်대화 하지매 마셔네ပထမဆုံးစာကြောင်းလေးဒီကျွန်တော်နေ့စဉ်မနေ့6နာရီမှအရာထားပြီးမနေ့စာစားပြီးမှရုံးကိုသွားတယ်ဆိုရက်စာကြောင်းလေးပေါ့နော်အဲ့တော့ကျွန်တော်ကနေစပြီးတော့ရေးချမယ်ဆိုလို့ရှိရင်ဝါတရှိဝါနော်ဝါတရှိဝါနေ့စဉ်ဆိုတော့မိုင်းနီချီပေါ့နော်မိုင်းနီချီအစာကမနေ့6နာရီတော့ကိုချီမာနီနော်ဒီကြရဲ့အချိန်လေးရဲ့နောက်မှာနေလိုက်တယ်အရာထားတာဒီ okay တဲ့အရာထားပြီးမနေ့စာစားတယ်ဆိုတော့အာစာကိုဟန်အာစာကိုဟန်ဦးစားတယ်ထားပဲမှာပြီးမှပြီးနောက်ဆိုတော့တိတ်ခါရ grammar လေးဆက်မယ်ပေါ့နော်ဒါပဲတိတ်ခါရရုံးကိုသွားတယ်ရုံးကခိုင်ရှာတို့သွားတယ်行きますခိုင်ရှာ行きますနောက်ထပ်တစ်ကြောင်းလေးကသူမက3နှစ်လောက်ဂျပန်မှာနေခဲ့ဘူးတဲ့အတွက်ဂျပန်စာကိုကောင်းကောင်းပြောတတ်တယ်ခလို့ကြောနော်သူမဆိုတော့ခလို့ကြောက3နှစ်လောက်ဆိုတော့3年လောက်ခုရိုင်းနော်3年ခုရိုင်းဂျပန်မှာနေတာကစင်တိတ်မှာဆိုတော့ပြောချင်တာကနေခဲ့ဘူးတယ်ဆိုတဲ့ပုံစံပြောချင်တာဖြစ်တဲ့အတွက်တခိုတိုကအာရု grammar လေးနဲ့ဆက်ပေးရမယ်ပေါ့နော်日本に住んでいたことがあるပေါ့နော်住んでいたことがあるのでနေခဲ့ဘူးတဲ့အတွက်ကြောင့်ဂျပန်စာကို日本ကိုကကောင်းကောင်းဆိုတော့တတိချာချာလေးပေါ့နော်ပြောနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ကျဉ်ချင်းလေးပြောနိုင်တယ်ပေါ့အဲ့တော့ဂျောစုနိပြောနိုင်တယ်ပြောတတ်တယ်ဟာနာဆေမက်စ်ဒါတော့ and for grammar လေးပေါ့နော်ဟာနာဆေမက်စ်နောက်ထပ်တစ်ကြောင်းကကျမအလုပ်များတဲ့အတွက်ရုပ်ရှင်ကြည့်ဖို့တော့မှအချိန်မရှိသလောက်ပဲကျမဆိုတော့ဝါတရှိတရှိကအဆိုကရှိအလုံးရှုပ်တာအလုပ်များတာပေါ့နော်အဆိုကရှိနော်တဲ့ရုပ်ရှင်ကြည့်ရဆိုတော့အိကအိုမီရုရုပ်ရှင်ကြည့်ရနော်အိကအိုမီရုဂျီကန်ကပုံမှန်ဆိုရင်ဂျီကန်က9လို့သုံးလို့ရပေမဲ့သူကအချိန်မရှိသလောက်ပဲလို့ပြောချင်တာဖြစ်တဲ့အတွက်ဟိုတွန်းသူဆိုတဲ့အားလေးထည့်ပေးရမယ်ပေါ့နော်ဟိုတွန်းသူနီးပါပေါ့နော်အာရီမာဆန်လေးရတယ်ဟိုတွန်းသူ9လေးရတယ်ပေါ့နော်အာရီမာဆန်ဟိုတွန်းသူအာရီမာဆန်ကြည့်ဖို့တော့ချိန်မရှိဘူးဒီလက်ဖက်ရည်ဆိုင်ကကော်ဖီကအရသာရှိပြီးဈေးလည်းမကြည့်လို့လူကြိုက်များတယ်ခိုနိုကော်ဖီဆိုင်ဆိုတော့ခီစာတန်ပေါ့နော်ခိုနိုခီစာတန်တော့ဆိုင်ကကော်ဖီဖြစ်တဲ့အတွက်ခိုဟီကအရသာရှိရဆိုတော့အိုးရှိခုတဲ့ဈေးမကြီးရဈေးကနေတန်းနော်ဈေးမကြီးရဆိုတော့ဈေးလဲပဲဆိုတဲ့ဟာမျိုးထည့်ပေးရမယ်ပေါ့နော်နေတန်းမို့မကြီးတာကကြတော့တကခုနိုင်တော့တဲ့လူကြိုက်များတယ်နင်ခီကအာရုနော်နင်ခီကအာရုအာရီမတ်တူပါပဲပေါ့နော်ကြိုက်တာသုံးလို့ရပါတယ်နောက်ဆုံးတစ်ကြောင်းလေးပေါ့နော်စာမိုးဝဲအောင်ဖို့အတွက်နေ့စဉ်3နာရီလောက်ပုံမှန်စာလေ့လာသင့်တယ်အဲ့တော့စာမိုးဝဲအောင်တာရှိခံနီကိုခခု
ရှိကန်နိခေါ်ခခုအောင်ဖို့အတွက်ဆိုတော့စုရုထားမယ်နိရှိကန်နိခေါ်ခခုစုရုထားမယ်နိနေ့စဉ်毎日3နာရီလောက်စံကြီးခံဂရိုင်းစာလေးလာတာဆိုတော့ဘန်ကျော်စုရုတင်နေဘန်ကျော်စုရုဘေကီတက်ဘန်ကျော်စုရုဘေကီတက်ပြပါတယ်ဒါဆိုရင်တော့ဒီနေ့စကားပြောလေး5ချောင်းပြီးသွားပြီပေါ့နော်နောက်ရက်ဒီမှာလည်းစကားပြောလေးတွေကိုအားသလိုမျိုးလေးတင်ပေးပါမယ်သိချင်တာပဲဖြစ်ဖြစ်တင်ပေးစီချင်တာပဲဖြစ်ဖြစ်ရှင်းသွားတာတွေမှာနားမလည်တာပဲဖြစ်ဖြစ်ရှိလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်ဒီနေ့လည်းတူတူစာလိုက်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်はい、今日はこれで終わりましょうね。